မင်္ဂလာပါရှင်ဦးကြီးရွှေတို့ဒေါ်မိုးတို့လိုင်းမော်မှာမတွေ့ဘူးလို့မေးလို့နော်မမိုးတို့ဦးကြီးရွှေတို့လိုင်းမော်တိတ်မတက်ပါဘူးတစ်ဖက်ကလည်းပရဟိတလေးတွေလုပ်နေပါတယ်အခုအချိန်မှာငလျင်မေးခံစားနေတဲ့ပြည်သူတွေအတွက်လည်းမမိုးတို့လုပ်ငန်းလေးတွေလုပ်ပေးနေပါတယ်နေပြည်တော်ကတော့တစ်ခေါက်ရောက်ပြီးတော့ပြန်လာပါပြီအခုအချိန်မှာအပျော်တွေကိုတက်ဆွမယ်ဆိုလို့ရှိရင်ဆဲမှာပေါ့ဒါဆဲတဲ့လူတွေအပြစ်မဟုတ်ပါဘူးမမိုးတို့အပြစ်ပေါ့နော်ဒါကြောင့်မလို့မမိုးတို့ကငလျင်ပြည်သူတွေနဲ့အတူမျှဝေခံစားနေပါတယ်နေကောင်းကျမ်းပါပါတယ်ကျမ်းပါပါတယ်အားလုံးမမိုးနဲ့ဦးကြီးရွှေကိုမေးတယ်စိတ်ပူပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်မမိုးတို့မတွေ့လို့မေးတဲ့လူတိုင်းရောအားလုံးကျမ်းမှာချမ်းသာပါစေငလျင်ပြည်သူများနဲ့အတူပြည်သူပြည်သားအားလုံးကျမ်းမှာချမ်းသာပါစေမမိုးတို့ကလူတန်းနေတဲ့အလှမှန်သမျှလည်းမမိုးတို့နဲ့အတူအားလုံးထပ်တူထပ်မြတ်ရကြပါစေရှင်ငလာနေလေခင်မှာမြန်မာသူနိုင်ငံသားအပေါင်းအားလုံးကြိုက်ကြည့်ပေးမှကတ်သုံးမှကြော်နေနိုင်ကြပါစေဒီနေ့မမိုးတို့နှစ်ဆန်းတရက်နေ့ပေါ့နော်မြန်မာလူနှစ်ဆန်းတရက်နေ့မှာဘုံဘုံရဲ့ဟောလိုက်တဲ့တရားလေးကိုအားလုံးသိတဲ့လူတော့ကြော်သွားပေါ့နော်မသိတဲ့ကလေးတွေကိုအားလုံးမျှဝေပေးလိုက်ပါတယ်မြန်မာနှစ်ဆန်းတရက်နေ့ကစပြီးနောက်ပေါ့နော်ထာဝရပန်း6မျိုးကိုဝင်လန်းနိုင်ပါစေပေါ့နော်ပန်း6မျိုးဆိုတာကတရားပန်းကိုကောင်းမှပန်းဆိုတာတရားရှိရမယ်ပေါ့နော်နောက်တီလာပန်းကိုခန္ဓာကိုယ်မှာပန်းဆိုတာတီလာဆိုတာကတော့ငါးပါးတီလာပေါ့နော်လုံခြုံဖို့ပေါ့နော်ဒါတီလာပန်းတရားပန်းတီလာပန်းနောက်တုတ္တပန်းဆိုတာနားမှာတရားနာတာတို့ကောင်းသောစကားကိုကြားရတာတို့ဆိုတာတော့တုတ္တပန်းလို့ခေါ်တယ်နောက်ဇာကပန်းဆိုတာကလက်နဲ့သူများကိုပေးကမ်းဝေမျှတာကိုဇာကပန်းလို့ခေါ်ပါတယ်နော်နောက်ကပညာပန်းဆိုတာအခုတစ်တော့ဆော်တဲ့လူတွေလည်းရှိမယ်ပေါ့နော်မကြည့်ကျင်တဲ့ဟာကြကြော်သွားပေါ့နော်ပညာရမယ်ဟာလေးတွေကိုကြည့်တယ်ဆိုရင်လည်းဒီမျက်လုံးနဲ့ကြည့်တာလည်းပညာပန်းပဲနောက်ကောင်းသောနှုတ်ထွက်စကားတွေကိုဆိုတဲ့ပန်းဆိုတာလည်းသစ္စာပန်းပေါ့နော်ပါဇက်ကနေကောင်းသောစကားတွေကောင်းသောအကျင့်တွေကောင်းသောအပြောအဆိုလေးတွေသူများနဝင်ချူအောင်ပြောတဲ့စကားမျိုးတွေကိုသစ္စာပန်းလို့ခေါ်တယ်ပေါ့နော်မြန်မာနှစ်ဆန်းတရနေ့ကစပြီးတော့အားလုံးသောသူတွေပန်း6မျိုးကိုပွင့်လန်းနိုင်ပါစေလို့မမိုးကနေပြီးတော့နော်ဖုံဖုံရှိရနာလာတဲ့တရားလေးကိုခလေးလူကြီးအားလုံးကိုမသိတဲ့လူလည်းဘဟုတုတလေးရအောင်ပေါ့နော်သိတဲ့လူကတော့ကြော်သွားပါအားလုံးနှစ်ဆန်းတရနေ့မှာစပြီးပန်း6မျိုးအားလုံးပွင့်လန်းနိုင်ကြပါစေလို့မမိုးကဆုတောင်းပါတယ်ရှင်မင်္ဂလာနေ့လေခင်ပါရှင်မမိုးတို့ကတော့လေဘယ်မှာအလှမခံဘူးဆိုတာကမမိုးတို့ကဝန်ထမ်းဖြစ်နေတော့မမိုးကဒီငွေကြေးတွေလည်းလက်ခံမထားနိုင်ဘူးနှုတ်ပြီးတော့သွားထုတ်တာပြူတာတွေလည်းမလုပ်နိုင်ဘူးမမိုးတို့ကအမှုပညာကြီးလေးတွေရတာလေးတွေကိုစုပြီးတော့ငလျင်ပေးတင်နေတဲ့ပြည်သူတွေကိုမမိုးတို့ကတတ်နိုင်တဲ့လောက်သွားပြီးတော့လှူဒန်းနေပါတယ်ရှင်အခုမရောက်သေးတဲ့နေရာတွေလည်းမမိုးရှိတယ်ပေါ့မမိုးကချမပြဘူးဆိုတာမမိုးတို့အလှူဒါနနေတဲ့အတွက်ချမပြတာပါရှင်နော်အားလုံးကျမ်းမာချမ်းသာပါစေဆိုပြီးမမိုးတို့နေ့တိုင်းညတိုင်းစက္ကန့်မလဲနိုင်မိနစ်အမြဲတမ်းမေတ္တာပို့နေပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေစိတ်ချမ်းသာကိုယ်ရည်လိုလေသေးမရှိပြည့်စုံပါစေလို့အမြဲတမ်းဆုတောင်းမေတ္တာပို့နေပါတယ်ကျမတို့ကိုအမှုပညာလေးတွေရှေ့ဆက်ပြီးတော့ခရီးလမ်းလေးတွေရှောက်နိုင်အောင်လေအားပေးပေးပါမမိုးတို့ကအမှုပညာကြီးလေးတွေရလို့ရှိရင်စားဖို့မဟုတ်ပါဘူးမမိုးတို့ငလျင်ဘေးပြည်သူတွေအတွက်မမိုးလှူခြင်းလို့ပါမမိုးတို့အမြဲတမ်းအားပေးပေးပါကိုကြည့်ရပါပြောအောင်ပါလေစကိုင်းနေပြည်တော်မန္တလေးပြင်မနာအေးရလူတွေအတွက်ကိုအေယာဝတီသားတွေအမြဲတမ်းရှိနေပါတယ်ကြီးရွှေရှိနေပါတယ်အားလုံးအမြဲတမ်းရှိနေပေးပါတယ်နော်ရှိပါတယ်ရက်တီပေးနေပါတယ်ဖိုင်တင်ပါရှင်ဖိုင်တင်အဲ့လိုပြောပါမှာ